ပုံတယ်ပြီးမိတ်ဆက်ကြတဲ့မင်းကလေးတွေကမိမိချောလေးတို့ရွေးပြီးအိမ်ကလေးပတ်သွားအပွဲကြတဲ့မင်းကလေးချောပြီးဆိုတဲ့ဟာမရီတွေ့ဟဲ့ဟုတ်ပြီနားလိုက်ကြတယ်မိတ်ဆက်စာရီတဲ့သူကလေးလေးလာတာပဲသူကလေးလေးချောတာပဲဟုတ်ပြီကူပဲကိုရင်သွားလူလီလာမယ်ဒါမျိုးဆိုကျွန်တော်တကယ်ချင်းမဆွဲကျွန်တော်လူရှင်တော်ဆိုကြ TV ကျညာစပါတာကုသိုလ်ပါခင်ဗျဟုတ်မင်းပြရတာဝမ်းသာပါတယ်ရှင်မင်းကလည်း TV ကြောင်ညာမင်းသိဖြစ်ချင်တာနာမည်သာကြည့်လို့ရှိရင်လေဒီကောင်သိတရားယူပြလိုက်ဟာဆိုတော့မင်းသိဖြစ်နေလေတချင်းတစ်ပုတ်ကိုဆိုက50တောင်ယူအောင်ဟာဟုတ်ကဲ့နောက်မှဆွေးနွေးမယ်နော်ကိစ္စလေးရှိလို့ပေါ်လိုက်အောင်မယ်ရုပ်ရှင်မင်းသမီးရော